အားလုံးပဲမင်္ဂလာပါဘုရားခင်ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်နော်ကျွန်တော်ဒီနေ့ဆရာတော်ကျွန်တော်တို့ကိုနော်ခွန်အားပေးဖို့အတွက်ခေါင်းစဉ်တတ်မှတ်ပေးထားတယ်နော်ခေါင်းစဉ်ကလှတယ်နော်ဒါပေမဲ့ကျွန်တော်တိတ်မပြောတတ်ဘူးဘာဖြစ်လဲဆိုတော့သူပေးတဲ့ကြမ်းညွန်းလဲကျွန်တော်ဖတ်တယ်ကွာတိတ်နားမလည်ဘူးနော်အမှန်တကယ်ပြောတာအဲ့ဒါဘမလူဖြစ်လို့နားမလည်ဘူးလားဆိုကင်းလို့ဖတ်တယ်ကင်းလို့ဖတ်တော့နည်းနည်းနားလည်တယ်လို့ခံစားရဘုရားခင်အဖို့အသက်ရှင်လို့သူဆိုတာတကယ်တော့နားထောင်တော့တိတ်မခက်ဘူးလို့အောင်းမိမယ်တကယ်နည်းနည်းလေးလာမယ်ဆိုရင်အဲ့ဒီယောမဩဝါဒစာတကယ်မလွယ်ဘူးနော်အဲ့တော့လိုက်ပြီးရှောက်အသက်ရှင်ဖို့ဖြစ်တာပေါ့နော်အဲ့တော့နားလည်မှလည်းလိုက်လျှောက်အသက်ရှင်နိုင်မှာဟုတ်အဲ့တော့ဒီနေ့ကျွန်တော်ပြောတဲ့အခါအားနည်းချက်ရှိရလဲနားလည်ပေးပါတောဆရာဖြစ်တော့တောလိုပဲဟောတော့မယ်နော်ဘာဖြစ်လို့လဲဆိုတော့ခုနပြောလို့ကြည်လို့ဟောတာဖတ်တာတိတ်နားမလဲအဲ့ဒါနဲ့ပုံနားလည်ဆိုအင်္ဂလိပ်လိုဖတ်ပြီးရောမနေ့တော့ဆုံးဖတ်ရအဲ့တော့ဒီနေ့ကျွန်တော်တို့ဆရာဓမ္မများလည်းပဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှတွန်းတင်မယ်နော်ကျွန်တော်ဒီလိုနားလည်ပါတယ်နော်ဘာပဲဖြစ်ပေါ့ကျွန်တော်တို့ခံစားရတဲ့လောက်တည်တဲ့လောက်ဒီနေ့ကျွန်တော်ပြန်ပြီးတော့ဝေငှမှာဖြစ်ပါတယ်အထူးသဖြင့်တော့ဒီယောမဩဝါဒစာမှာလာတဲ့ဒီကျမ်းစာအင်တာမလေးနှစ်တယ်နော်တကယ်ပဲခံယူတည်ဆောက်ဖို့လဲလိုအပ်တဲ့ကျမ်းစာဖြစ်ပါတယ်ခုနဆရာကြီးပြောလို့ပဲနော်တချို့လူတွေကဘာအတွက်အသက်ရှင်လဲဆိုတာခုနသူပြောတော့စဉ်းစားမိတယ်နော်ဘာအတွက်အသက်ရှင်လဲမာလာရှန်ကိုအတွက်အသက်ရှင်ဒါလည်းပဲဟုတ်တယ်နော်ကျွန်တော်တချင်းတပုတ်ကြားဘူးတယ်ကြားဘူးလားမဟုတ်ကြိုက်ကိုကြိုက်တာကွာဒါတချင်းဆိုတဲ့လူကထူးအိမ်တင်ဖြစ်ပါနော်ထူးအိမ်တင်ကျွန်တော်တို့အမျိုးတော့မဟုတ်ပါဘူးနော်ဒါပေမဲ့သဘောကျသူတချင်းလေးရဲ့ခေါင်းစဉ်ကမင်းမရှိတဲ့နောက်တယ်အငယ်လေးကြားဘူးလားဆရာစောမျိုးတော့ကြားဘူးမယ်မထင်ဘူးနော်ဒါဒီတချင်းမကြားဘူးတဲ့လူက FA ဖြစ်တယ်နော်ဒါရမလို့ကြားဘူးပါပဲနော်တချင်းကဘလို့ပြောထားဆိုအိုးနော်တယောက်တည်းမင်းမရှိရင်အသက်မရှင်ချင်ဘူးတဲ့နော်ကြားဘူးလားနော်အချစ်ရဲ့တဲ့မနေ့ကငါဘဝတည်ဆုံးသွားခဲ့ပြီတဲ့နော်အဲ့ဒါရှင်တန်ချင်းရဲ့အတိတ်ပဲဘယ်မှာလိုက်လို့ရှာမလဲတဲ့နော်ကျင်နာသူမင်းမရှိတဲ့နောက်မှာဒီတချင်းကတစ်ခေါက်ပြီးတစ်ခေါက်နားထောင်ကြည့်နားထောင်ရင်နဲ့အော်ကျင်နာသူမရှိရလို့ရှိရင်အသက်တောင်မရှင်ချင်ဘူးတဲ့သူရင်တင်ပြောတာနော်ဒါပေမဲ့ကျင်နာသူကအရင်မသွားဘူးသူကအရင်သွားလိုက်ဒါလည်းပဲခက်တော့ခက်သားနော်ဆိုတော့ကျင်နာသူမရှိဘူးနော်အဲ့ခါမှာသူ့ဘဝတည်ဆုံးသွားတယ်အတိပ္ပယ်ကတော့ကျွန်တော်စဉ်းစားကြည့်တာပေါ့နော် तू ကဘာအတွက်အသက်ရှင်တဲ့လူလဲဆိုအချစ်အတွက်အသက်ရှင်တဲ့သူနော်လောကကြီးမှာအချစ်အတွက်အသက်ရှင်တဲ့လူလည်းအများကြီးပဲနော်ဆိုတော့ဒီတခြင်းကတော့ကျွန်တော်တို့ဒီလိုပြောတယ်လို့နားလေတယ်ဟုတ်လားတော့မသိပါဘူးနောက်တယောက်အကြောင်းပြောပြချင်သေးတယ်လွတ်လပ်ရေးတိုက်ပွဲမှာအင်မတန်နာမည်ကြီးတဲ့ဂျိုဆေရီဆယ်ဆိုတာရှိတယ်ဖိလစ်ပိုင်နိုင်ငံမှာဟို16ရာစုလောက်တည်းကစပိန်နိုင်ငံကဖိလစ်ပိုင်ကိုတွားပြီးတော့တိမ့်ပြီးတော့မှသူကအုပ်ချုပ်တာလွတ်လပ်ရေးရချင်တဲ့ခါကျတော့ဒီရီဆော်ဆိုတဲ့နော်ဂျိုဆေရီဆော်ဆိုတဲ့အုပ်ကိုကြီးကသူကမခံနိုင်သူကလွတ်လပ်ရေးကြိုးပမ်းတာသူလွတ်လပ်ရေးရအောင်လုပ်လည်းပဲမရဘူးနောက်ဆုံးကျတော့သူကဘာကြင်ညာလဲဆိုသူရဲ့လူတွေကမနိုးကြဘူးလေနော်သူကပဲစူးစမ်းနေတာလေအဲ့ခါသူကဘာပြောဆိုကျွန်တော်စာအုပ်3အုပ်ရေးမယ်မင်းတို့ဖတ်နော်တိုင်းသူပြည်သားတွေဖတ်ဖိလစ်ပိုင်တွေဖတ်3အုပ်ခင်ဗျားတို့ဒီစာအုပ်ဖတ်ပြီးမှနော်တိုင်းပြည်ကလွတ်လပ်ရေးမရသေးဘူးဆိုရင်မြို့တော်ခမ်းမကနေပြီးတော့မှမီးရှို့ပြီးကိုယ့်ကိုခုံချသိမယ်ဟာဘလို့စာအုပ်လေနော်ဒီလောက်တော့မှအာမခံတဲ့စာအုပ်ဆိုတော့လူတွေကစိတ်ဝင်စားပြီးတော့သူပထမတအုပ်ရေးလိုက်တာလူများတွေဖတ်ပြီးတော့မှနိုးကြားလာ
ငါတို့ဒီတိုင်းတော့နေလို့မရဘူးတော့ငါတို့ကနိုးကြရမယ်ဒုတိယတအုပ်သူထရေးဒုတိယတအုပ်လည်းဖတ်ပြီးတော့တခါလဲတော်လာရေးဖြစ်ပြီးတော့မှသူတို့တိုင်းပြည်လည်းပဲဥစားလွတ်လိုက်ရသွားတယ်သူလည်းခုံချပြီးမတည်လိုက်ရနော်အဲ့တော့ဘာပြောချင်လဲဆိုတော့ तू ကဒီဇိုင်းမှပဲလွတ်လိုက်ရအောင်လုပ်တာနော် तू ကတော့ဘာအတွက်အသက်ရှင်လဲဆိုတော့ तू တိုင်းပြည်အတွက်အသက်ရှင်နေသူပေါ့နော်တို့လည်းတရားမှမထောက်ခံဘူးနော်အလုံးကြည့်နေတာကမဟုတ်တာပြောသလိုပဲနော်ဒါလည်းပဲအော်စရာနော်နောက်တယောက်ရှိသေးတယ်ဟို KFC ဆိုတာစားဘူးလားစားဘူးလေနော်ကိုဖူခွာစားဘူးမှာပေါ့နော်စားဘူးမစားဘူးလည်းပဲဝယ်ကြွေးရမလို့ဖြစ်တယ်နော်ဘယ်သူမှလည်းမပြောတော့အဲ့တော့ KFC ဆိုတာတကယ်တော့ကြက်ကြော်ပဲကွာကြက်ကိုကြော်ပြီးတော့ရောင်းတာပြီးတော့သူကပါလေကိုကာကိုလာတို့ပါဦးနဲ့သူကရောပြီးတော့မှရောင်းတော့စားကြအင်မတန်နာမည်ကြီးရဲ့နော်ဒီကြက်ကြော်အဲ့တော့ဘယ်လောက်တောင်နာမည်ကြီးလဲဆိုနိုင်ငံသားမှာရှိတဲ့လူတွေကအဲ့ဒါစားဥမာပြကြက်ကြော်သွားကျွေးမစားဘူးသူတို့ KFC ပဲစားတယ်ကျွန်တော်ကသူတို့ကြက်ကြော်ကြိုက်တယ်အောင်မေလို့ရွာကြက်ကြော်ပြီးတော့မှပို့လိုက်တာသူကကျွန်တော်ကြက်ကြော်ဘာပြောဆို black chicken တဲ့နော်ကြက်မဲကြော်မစားဘူးတဲ့အဲ့ဒီ KFC မှာစားတယ်ဒါပေမဲ့ဒီ KFC ကိုတီထောင်တဲ့သူကသူ့နာမည်ကနော်ဟာလန်စန်ဒါလို့ခေါ်တယ်အဲ့တော့စန်ဒါဆိုတော့ကတော့မိန်းမပေါ့ဒါပေမဲ့သူတို့စီမှာစန်ဒါကတော့ယောက်ျားကြီးနော်အဲ့ဒီလူကြီးကတော်ကြာပြီသူက1890ဆိုတာကြားလာပြီအဲ့ဒီမှာမွေးတာတစ်သက်လုံးဘာလည်းပဲလုပ်လဲဆိုစီးပွားရေးပဲလုပ်တာပတ်စံရှာတာချမ်းသာခြင်းလို့ပတ်စံမရှိဘူးဟာကြိုးကြိုးစားစားနဲ့သူလှုပ်တဲ့အလုပ်ကလည်းပဲအိုးဘယ်လိုပြောမလဲမိလာကျုံတဲ့အလုပ်ကလှုပ်ဖူးတာပဲအမျိုးစုံလှုပ်ဖူးတဲ့ရထားလမ်းမှာအလံပြတဲ့ဟာလည်းလှုပ်ဖူးတယ်ကြိုးစားတာပတ်စံလူချင်းလို့ချမ်းသာခြင်းလို့ဘယ်လောက်ကြိုးစားမချမ်းသာနောက်ဆုံးကြတော့ငါမချမ်းသာတာဒီမိမသူယူတဲ့မိမအစားပုတ်လို့ဆိုမှသူမိမလည်းပြစ်ပလိုက်ဒါလည်းမချမ်းသာသူကလေးတွေကိုကြောင်းထားရလို့ဆိုကလေးတွေပြစ်လိုက်ဒါလည်းမချမ်းသာကြိုးစားတာဘယ်တော့မှချမ်းသာလဲဆိုနောက်ဆုံးဒီကြက်ကြော်သွားရောင်းတဲ့အခါမှာကြက်ကြော်ကြီးကိုရောင်းတဲ့အခါမှာဒီကြက်ကြော်စပ်ပြီးတော့ရောင်းတဲ့အခါမှာဘယ်လောက်တောင်မှသူများသူ့ကိုအားပေးလဲဆိုလူပေါင်း1190ညင်ပြီးမှပထမဆုံးအော်ဒါရတယ်တဲ့အလာတော့ကြက်အကောင်ပေါင်း1000ကျော်ကြီးလွန့်ပြစ်ပြီးမှအောင်မြင်လာတာအဲ့ခါမှာသူ့အသက်84နှစ်ရှိပြီအသက်84နှစ်မှာတတိဖြစ်လာကြက်ကြော်တတိဖြစ်လာအသက်90ကျတော့တေးသွားနော်အဲ့တော့သူများပဲယူတာပေါ့သူဟာလဲနော်သူကသာသမီတွေပဲအမွေရသွားသူကတော့တစ်သက်လုံးပါလုပ်လဲနှစ်ပေါင်း84နှစ်လုံးပတ်ဆံရှာတာနော်ပတ်ဆံရှာအဲ့တော့ဒီလိုလူမျိုးလည်းပဲရှိတဲ့အခါသူတို့ကဘာအတွက်အသက်ရှင်တာလဲပတ်ဆံအတွက်အသက်ရှင်တာဟုတ်တယ်နော်ပတ်ဆံအတွက်အသက်ရှင်တဲ့သူတွေတချို့လူတွေကတော့နော် तू ကဘယ်လိုလူတွေလဲဆိုတော့တကူအာနာအတွက်အသက်ရှင်တာတိတ်တကူကြည့်ချင်တာတိတ်အာနာရှိချင်တာကဲတာဘရင်ဆိုတာကျမ်းစာမှာရှိတယ်နော်ကျွန်တော်တို့တမိုင်းမှာတော့ဂျူလီယက်စီဆာပေါ့ तू ကသူ့မှာဆောင်ပုတ်ရှိတယ်ကွာငါလာသည်ပေါ့ I come ပေါ့နော်ငါမြင်သည်ပေါ့ I see ပေါ့နော် I conquer ငါအောက်နိုင်တော့အမြဲတမ်းပဲ तू နိုင်တော့တိုင်းပြည်တစ်ပြည်ပြီးတစ်ပြည် तू သိမ့်ပိုက်မြို့တွေတစ်မြို့ပြီးတစ်မြို့သိမ့်ပိုက်သူ့ရဲ့မောထိုကတော့ဗာလဲဘဝဆိုတာတိုက်ပွဲပဲကြားဘူးတယ်နော်ဘဝဆိုတာတိုက်ပွဲပဲတချို့လေအဲ့ဒါကိုဟုတ်အောင်မေးပြီးတော့မှနေ့တိုင်းပဲတိုက်ရနော်တခြားလူတိုက်ဆရာမရှိကိုမိမကိုပြန်တိုက်နော်အဲ့တော့တိုက်ပွဲပဲဆိုတာဘဝဆိုတာတိုက်ပွဲပဲလို့ခံယူတော့နေ့တိုင်းတိုက်တပွဲပြီးတပွဲတိုက်ဒီတပွဲပြီးနောက်တပွဲတိုက်အမြဲတမ်းပဲတိုက်တယ်နောက်ဆုံးကြသူလည်းပဲအသက်ခံရပြီးတည်သွားဒါပေမဲ့သူဘဝတစ်လျှောက်လုံးကဘာပဲလုပ်နေရဆိုတိုက်ပဲတိုက်နေရအဲ့တော့ဒီလူကဘာအတွက်အသက်ရှင်နေဆိုတကူအာနာအတွက်အသက်ရှင်တာအဲ့တော့ကျွန်တော်တို့ဒီလိုပြောမယ်ဆိုရင်တော့အမျိုးမျိုးရှိတာပေါ့နော်တချို့ကလည်းမိမိတို့ရဲ့ကြော်ကြားမှုအတွက်နော်ဒါအသက်ရှင်တချို့ကအမှုပညာနဲ့ပေါ့မွန်ရိုးလိုမိန်းကလေးတွေ Presley လို Michael Jackson လိုတကယ်နာမည်ကြော်ကြားသူတို့အဲ့ကြော်ကြားမှုတွေအတွက်သူတို့ချဖွေရတာအဲ့တော့ဒီနေ့ကျွန်တော်တို့အသက်ရှင်တာတော့အမျိုးမျိုးပဲကျမ်းစာမှာတော့ရှင်ပေါလုဆိုတဲ့ဆရာကြီးသူကဓမ္မတက်မြို့ကိုတွားတဲ့အခါမှာသခင်ယေရှုနဲ့တွေ့သခင်ယေရှုနဲ့တွေ့တဲ့အခါမှာသူ
သူကအသက်တာပြောင်းလဲပြီးတော့မှသူ့ရဲ့အသက်ရှင်ခြင်းကြတော့ဘုသူ့အတွက်အသက်ရှင်လဲဆိုအင်ဝန်ဂေလိတရားအတွက်အသက်ရှင်နေတယ်ဟာသူကတော့နည်းနည်းအဆင့်မြင့်သွားပြီနော်ခုနကျွန်တော်တို့အစကပြောတဲ့နော်ဟိုအချစ်အတွက်အသက်ရှင်တဲ့သူလည်းမဟုတ်တော့ဘူးတိုင်းပြည်အတွက်အသက်ရှင်တဲ့သူလည်းမဟုတ်တော့ဘူးနော်ပတ်စံအတွက်နော်တကူအာနာအတွက်ကြော်ကြမှုအတွက်မဟုတ်ပဲနဲ့သူကတော့ next level ကိုရောက်သွားပြီသူကဘာအတွက်သက်ရှင်အင်ဝန်ဂေလိတရားအတွက်သက်ရှင်တယ်အဲ့ဒီအင်ဝန်ဂေလိတရားအတွက်အသက်ရှင်တာဟိုဓမ္မသက်မြို့မှာသွားတယ်ဒီဓမ္မသက်မြို့ကကျွန်တော်အရင်တော့တစ်ခါပြောပြဘူးနော်ဓမ္မသက်ကြောင်းမိကုန်မိတယ်နော်ဓမ္မသက်တောင်ပြန်ပေါင်းတက်လာတော့မသိဘူးနော်ဓမ္မသက်မြို့ကကဘာပေါ်မှာထူးဆန်းတယ်ဘာထူးဆန်းလို့ဆိုစပယ်ပန်းသိမ့်မှုရတာလေအဲ့ဒီမှာစပယ်ပန်းအမျိုးပေါင်း200ရှိတယ်သူကတော့မသိဘူးကျွန်တော်တို့သိတာတော့စပယ်ကျဲချီတို့ပါတော့နော်ဒါပေမဲ့သူတို့စီမှာတကယ်ကဘာပေါ်မှာရှိတဲ့စပယ်ပန်းအမျိုး200အဲ့ဓမ္မသက်မြို့မှာရှိတယ်မှုရနေရောတဲ့အဲ့ဒီမြို့မှာအင်တန်မှတန်ဖိုးကြီးတဲ့ဓာတ်တွေရှိတယ်ဆာမူရိုင်းဓာတ်တွေပါဆိုဂျပန်မှာလောက်တာမဟုတ်အဲ့ဒီမှာလောက်တာသူများတော့ဝယ်ပြီးဂျပန်ဓာတ်ဖြစ်သွားတယ်အဲ့တော့အင်တန်မှဈေးကြီးတယ်ကျက်သွန်လှီးတဲ့ဓာတ်တော့မှဒေါ်လာ200လောက်ပေးရတယ်အင်တန်ဓာတ်ကောင်းတဲ့မြို့တဲ့တစ်ဖက်ကလည်းပဲစပယ်ပန်းတွေလှပြီးတော့တစ်ဖက်ကလည်းဓာတ်သိကောင်းတဲ့မြို့အဲ့ဒီမြို့ကိုဒီတမန်တော်ကြီးရှင်ဘောလူအားသွားတာအင်တန်ထူးဆန်းတဲ့ဓမ္မတက်မြို့မှာမိန်းကလေးတွေအင်တန်တစ္ဆာရှိတယ်ကဘာပေါ်မှာဘယ်တော့မှနှစ်ကြိမ်လက်မထပ်ဘူးတဲ့အဲ့ဒီအမျိုးသမီးတွေဆိုတော့အဲ့လိုနာမည်ကြီးတဲ့မြို့ကိုသွားရင်းနဲ့ပဲသခင်ယေရှုနဲ့သူတွေ့တာတွေ့တဲ့အခါမှာ तू ကအသက်တာတစ်ခုလုံးမှာအလုပ်တစ်မျိုးပဲလုပ်တော့တယ်ရီမန်းချက်လည်းတစ်ခုတည်းပဲရှိတော့တယ်နောက်ဆုံးမှာတော့အဲ့ဒီရီမန်းချက်အတွက် तू ကအသက်သေခံတာသူ့ကိုသူများတတ်တော့မယ်ဆိုတဲ့အခါစိတ်နေတော့အကြီးကြီးမှာနော်သူ့ခေါင်းကိုချထားပြီးတော့မှပစိန်နဲ့တတ်ခံနေမှာနောက်ဆုံးယောမစီတဇန်လည်းဖြစ်တော့အခွင့်အရေးတောင်းမင်းအခုအချိန်မှာနင့်ရဲ့အင်ဝဂီလီတရားကိုစွန့်လွတ်လိုက်မလားနော်အသက်ကလွတ်မယ်စိတ်နေတုံးပေါ်ရောက်နေပြီနော်ဘေးနားမှာလည်းပစိန်ရှိနေပြီကျွန်တော်တို့ဆိုဘယ်လိုလုပ်မလဲဖျားသခင် excuse me နော်ဒီတစ်ချိန်တော့အဲ့လိုများပြောမလားမသိဘူးနော်ပြောရင်လည်းပြောမှာပေါ့ကျွန်တော်ဆိုရင်ပြောပါတယ်နော်ဥစားတော့ကိုရှမ်းဝီရတော့မပါပါနော်ဆိုတော့ဆရာမျိုးထုံးလည်းမပါလာဘူးတင်တယ်နော်အဲ့ဒီစင်နီတုံးပေါ်မှာဆရာမျိုးထုံးခေါင်းကြီးကိုချထားပြီးမှဒါကြီးနဲ့ဟေးအခုမင်းအင်ဝဂလီတရားကိုညင်းပယ်လိုက်နော်မင်းအလွတ်ပေးမယ်ဆိုဘယ်လိုလုပ်မလဲဆရာဘေးကွန်းတတ်တယ်နော်ကျွန်တော်တို့လည်းမပြောတော့ဒါမဲ့ तू ကတော့အသက်ခံတာနော်မငင်းပယ်ဘူးတဲ့အင်ဝဂလီတရားကြောင့်အသက်ရှင်ခဲ့တဲ့သူလေတခါလဲဟိုကပစိန်ချင်းနဲ့ဖြတ်လိုက်တဲ့အခါမှာအဲ့ဒီသူရရေးထားတဲ့ commentary မှာဗာတွေ့လဲဆိုသူ့ခေါင်းက3ချိန် bounce လုပ်တယ်တုံးဆိုအဲ့လိုမျိုးဒီစနေတုံးဘေးကိုကြသွားမြေကြီးပေါ်ရောက်ဖို့ပဲတိုးတော်လည်းပဲအဲ့ဒီမှာလာကြည့်နေတဲ့သူ့ရဲ့တော့တကာပြောရမှာယုံကြည်သူတယောက်ကတခါလေပြေးပြီးတော့မှသူ့ရဲ့ပဝါနဲ့အဲ့ဒီခေါင်းရှင်ဘောလူခေါင်းမြေကြီးပေါ်မကြောက်လှမ်းဖမ်းတာလှမ်းပြီးတော့သူ့ရဲ့ပဝါနဲ့အဲ့ဒီပဝါကအပြာရောင်လေးတဲ့အဲ့တော့တခါလေအဲ့ဒီပဝါလေးနဲ့ပြန်ပြီးတော့မှဒီခေါင်းကိုတင်းကြိုဘလောက်တောင်အံ့ဩစရာကောင်းတယ်အဲ့ဒီနေရာမှာအခုဗာတီကန်နန်းတော်ဖြစ်တာအဲ့တော့တကယ်ပဲအံ့ဩစရာကောင်းတယ်ဒီနေရာနေပြီးတော့မှအသင်းတော်ကြီးတွေဖြစ်လာတာတော့ပေကျုလည်းပဲဒီလိုပဲသူတို့တွေကသခင်ယေရှုအတွက်အထူးသဖြင့်သူတို့ကဘသူအတွက်အသက်ရှင်တာလေအင်ဝံဂေလိတရားအတွက်အသက်ရှင်တာဒီနေ့ကျွန်တော်တို့ဆရာကြီးပေးတဲ့ခေါင်းစဉ်နော်သခင်ဖျားဖို့အသက်ရှင်တော်သူတွေအဲ့ဒီစီရင်ထဲမှာကျွန်တော်တို့ပါလာပါတယ်ကျန်တယောက်ပဲကျန်တဲ့လူကမပါနော်သူမထုံမနန်းနဲ့သူကထားအော်နော်ဆိုဒါမဲ့ဒီမိုကရေစီအရဆိုရင်တယောက်တည်းပဲမှားတယ်ကျန်တဲ့လူကလည်းမခံဘူးဆိုတော့ဘာပဲဖြစ်ဖြစ်နော်ပြောချင်တဲ့အရာကတော့ဘာလဲဆိုရလို့ရှိရင်အင်ဝံဂေလိတရားတဲ့ရှင်တယ်ဒီနေ့ဒီကောင်းစဉ်ရတဲ့အခါမှာကျွန်တော်တို့နည်းနည်းရှက်သွားဘာဖြစ်လဲဆိုအိတ်စီရင်ထဲမှာငါပါရတာဆရာတော်ဒီမှာလာပြီးတော့မှကျွန်တော်တို့နှုတ်ကပတ်တော်အဖြစ်တီဆောက်ပေးဖို့ပြောတာပဲဒါပေမဲ့ပြန်စဉ်းစားကြည့်သခင်ဘုရားဘုအသက်ရှင်တဲ့သူဆရာဆိုးပါလားမနေရှာရခုနနော်ဒါတော့ကိုယ့်အကူပဲစဉ်းစားအဲ့တော့ကျွန်တော်တို့ပါဖို့အင်တန်မှအရေးကြီးတယ်ကျွန်တော်
ဒီနေ့လာတဲ့အခါမှာဒီတချင်းလေးတစ်ပုတ်အကြောင်းပြောပြဖို့ဖြစ်တယ်။ဒါဆရာကြီးကပြောဝင်ကျွန်တော်တို့လာပြီးတော့တချင်းသင်ပေးတယ်ဆိုတော့အရင်တစ်ခါလဲကျွန်တော်တချင်းသင်ပေးတယ်။အဲ့ဒီတချင်းသင်ပေးမိတာသူပြောတာနဲ့နည်းနည်းရှက်သွား။ဒါပေမဲ့ဒီနေ့လည်းပဲထပ်ပြောရှင်သေးတယ်။ဘာလဲဆိုတော့ဒီဓမ္မတချင်းစာအုပ်ကျွန်တော်တို့ဒုတိယတရားဟောချက်ပဲကျွန်တော်တို့ကတင်းဥဆရာလို့တာကြာတော့နည်းနည်းလူပါဝလာနော်တိတ်မဟောတတ်ဘူးဆိုတချင်းစာအုပ်ထဲအကြောင်းပြန်ဟောပြနော်တခြားဆရာတော့လှုပ်လားမလို့ဆရာမျိုးထုံးလှုပ်လားအဲ့တော့အဲ့ထဲမှာကအကြောင်းအရာတွေပါတယ်လေဒါကြောင့်ဒုတိယတရားဟောချက်လို့ပြောတာဒါကျွန်တော်ဆရာစားပြောပြနေတာနော်အဲ့ဒီဓမ္မတချင်းစာအုပ်ထဲမှာဒီချင်းနံပါတ်212တဲ့212မှာဗာရေးထားဆို living for Jesus နော်သူကယေရှုအတွက်အသက်ရှင်တော်သူတဲ့အဲ့ဒီတချင်းကျွန်တော်သွားတွေ့တဲ့အခါမှာအတက်ပါဒီနေ့အဲ့ဒီအကြောင်းပြောမလို့နော်ဆိုတော့အဲ့ဒီတချင်းကိုရေးတဲ့သူကနော်သူကနေမကောင်းတဲ့လူဆင်းရဲတဲ့လူပဲကြောင်းဆရာလေးပဲသူကအံ့ဩစရာကောင်းတာတချင်းရေးတဲ့သူကနှုတ်မဖတ်တော့ဘူးနှုတ်မသိဘူးနော်ကျွန်တော်တို့ဂီတလောကမှာတချို့ရှိရနော်ဆရာနော်နှုတ်မဖတ်တော့ဘူးဒါပေမဲ့တီးလိုက်ရင်ဖြောင်းလို့နော်အဲ့တော့အဲ့ဒီလိုလူမျိုးတဲ့ဆိုတော့ဒီတချင်းကို तू ကဘယ်လိုရေးလဲဆို तू ကသက်ဆံမရှိဘူးနေမကောင်းဖြစ်အဲ့တော့လူတယောက်ကသူ့ကိုလာပြောတယ် Charles Loden ဆိုတဲ့ပုဂ္ဂိုလ်က तू ကmusic တခု तू ဖန်တီးထားတယ်သူ့ရဲ့ music ကတိတ်ကောင်းနော်ဒီ music ထဲမှာထည့်မဲ့စာသား तू လိုချင်အဲ့တော့ဒီလူကနေလည်းမကောင်းဘူးနော်ပြီးတော့သက်ဆံလည်းမရှိဘူးဆိုတော့ तू ကနည်းနည်းသွားပြီးအနိုင်ကျင့်တာပေါ့ဟေးမင်းသက်ဆံလိုချင်လားနော်မင်းငါ့ဒီထဲမှာတချင်းထည့်ပြီးဘာဖြစ်ဆို तू ကကြပြဆရာလည်းဟုတ်တယ်နော်ဓမ္မတချင်းမောင်း800လည်း तू ရေးဘူးတယ်အဲ့တော့သူ့နာမည်ကတော့နော်ကျွန်တော်တို့ Thomas Chislom လို့ခေါ်တယ် Thomas Chislom လို့ခေါ်တယ်အဲ့တော့ဒီလူကသမီးလေးတယောက်ရှိတယ်သူ့သမီးလေးကကျတော့နှုတ်ဖတ်တယ်အဲ့ဒါနဲ့ဟိုကပေးလာတဲ့ဥစ္စာကိုသူ့သမီးကိုယုတ်ခိုင်းတယ်သူ့သမီးကနှုတ်လေးကိုယုတ်တဲ့အခါမှာသူ့စိတ်ထဲမှာသူဆုတောင်းပြီးတော့ခံစားရတဲ့အရာလေးကို तू ကချပြီးရေးတာတဲ့အဲ့တော့ဒီတခြင်းကတကယ်ပဲနာမည်ကြီးလာတယ်ဘုရားသခင်အသုံးပြုတယ်နော် living for Jesus ဘုရားသခင်ယေရှုအတွက်အသက်ရှင်တာနော်အဲ့တော့ဒီတခြင်းဟာများသောအားဖြင့်တော့ကျွန်တော်တို့ဆက်ကပ်တဲ့အခါမှာသုံးတဲ့တခြင်းနော်နောက်တစ်ခါစီဝေးလွတ်တဲ့အခါမှာဆိုတဲ့တခြင်းအဲ့လိုတခြင်းမျိုးဖြစ်တယ်ကျွန်တော်တို့ဟိုငယ်ငယ်တော့ဆိုရင်တော့တင်နန်းတွေပါတွေလှုပ်တာပေါ့နော်ခက်တွေပါတွေဝင်းပြီးတော့နောက်ဆုံးပြန်မဲ့အခါဆိုရင်တော့ညရောက်တဲ့အခါ consecration service ဆိုတာရှိတယ်ကျွန်တော်တို့ဘာပြောမလဲဆက်ကစီဝေးအဲ့ဒီဆက်ကစီဝေးလုပ်တဲ့အခါဒီတချင်းဆိုရယ်ဖျောင်းတိုင်းတွေပါလေကြိုင်ပြီးတော့မျက်စိမိတ်ပြီးမှဆိုအင်တန်ရတာရှိတယ်နောက်တော့လိုက်မလုပ်ပါဘူးနော်ဒါပေမဲ့အဲ့မှာဆိုရတဲ့အခါမှာတကယ်ပဲတိဆောက်စရာဖြစ်တယ်နော်အဲ့တော့ဒီတချင်းတွေကအင်တန်လေးနဲ့တယ်အကြောင်းအရာ၄ခုပါတယ်အဲ့ဒါ living for Jesus တခင်ဖျားဖို့အသက်ရှင်တော်သူဟာဘယ်လိုမျိုးလဲဆိုတာကို तू ကပြောတာပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဒါလေးကိုပဲကျွန်တော်ပေါ်ပြပြစေလို့အဲ့တော့အဲ့တခြင်းရဲ့ခေါင်းစဉ်ကယေရှုရှင်ဖို့တာနော်ယေရှုရှင်ဖို့တာသစ္စာနဲ့နေမြည်တဲ့နော်အဲ့တော့၄ဘိုက်ရှိတဲ့ခါမှာပထမတစ်ဘိုက်ကဘာပြောလဲယေရှုရှင်ဖို့တာသစ္စာနဲ့နေမြည်ပြုလေသမျှနှစ်သက်စေပါမည်စိတ်ပါဝမ်းမြောက်စွာအလိုတော်လိုက်မည်ထို့သောပြုခြင်းတာကောင်းကြီးကိုခံရမည်နော်ကြားဘူးလားကြားဘူးလေနော်မကြားဘူးလည်းပဲဆိုရမှာပေါ့နော်ယေရှုရှင်ဖို့တာသစ္စာနဲ့နေမည်အဲ့တော့သခင်ယေရှုအဖို့အသက်ရှင်တော်သူဟာသူကသစ္စာနဲ့နေရမယ်သစ္စာနဲ့နေတဘောကဖြောက်မှတ်မှန်ကန်ဖို့လိုတာပေါ့အဲ့ဒါဘုရားသခင်နှစ်သက်စေတဲ့အရာနော်ပြုလေတဲ့မြတ်ဘုရားသခင်နှစ်သက်စေရမယ်ဒီနေ့ငါတို့လုပ်တဲ့အလုပ်ကဘုရားသခင်နှစ်သက်ရလားဘုရားသခင်ကတိတ်တဘောမကြဘူးလားဘုရားသခင်နှစ်သက်တဲ့အလုပ်ဒီနေ့ဆရာဆန်းဝေရတချင်းဆိုတယ်ဘုရားသခင်နှစ်သက်လားနော်ဘုရားသခင်နှစ်သက်တဲ့ဒီဆိုချီးမွမ်းခြင်းလားဒီနေ့ကျွန်တော်တို့တက်တည်ခံတဲ့အရာကြားတယ်နော်ဘုရားသခင်နှစ်သက်တဲ့အလုပ်လားဘုရားသခင်နှစ်သက်တဲ့အလုပ်အဲ့ဒီမှာစိတ်ပါဝမ်းမြောက်စွာအလိုတော်လိုက်မည်ဘုရားသခင်ရဲ့အလိုတော်ကိုလိုက်တာနော်ဘုရားသခင်ရဲ့အလိုတော်ကိုလိုက်ဖို့ကျွန်တော်တို့ဘုရားသခင်အလိုတော်အားလုံးသိပါတယ်နော်ဒါပေမဲ့အဲ့ဒီအလိုတော်ကိုလိုက်ဖို့ကယုံကံရသို့တော့ဒီနေ့ကျွန်တော်တို့ကိုဒီဓမ္မသစ်ချင်းကဘာဖော်ပြယေရှုရှင်အတွက်အသက်ရှင်တဲ့သူတွေကစိတ်ပါဝမ်းမြောက်စွာ
အလိုတော်လိုက်တယ်ထို့သောပြုခြင်းကသာကောင်းကြီးခံရမယ်ပထမတစ်ပတ်ဒီလိုမျိုးပြောတယ်အဲ့တော့ဒီဥစ္စာရှိရင်ရိုးရိုးလေးပဲဒါပေမဲ့အဲ့ဒီအမှုကဘုန်းတော်ထင်ရှားတဲ့အမှုဘုန်းတော်ထင်ရှားတဲ့အမှုဖြစ်တယ်နော်ကျွန်တော်အခါတော့က little light ဆိုတဲ့ကျောင်းကလေးတစ်ကျောင်းကိုတွားတွေ့တယ်အဲ့တော့သူ့ကျောင်းကတော့သူအကြီးကျယ်ပဲသူကရီမန်းချက်ရှိတယ်ဒါပေမဲ့နာမည်ကဘာလဲဆို little light တဲ့အလင်းသေးသေးလေးတဲ့သူကခရိယန်ဖြစ်တယ်နော်ကြီးကြီးကျယ်ကျယ်တော့အမှုတော့မဆောင်နိုင်ဘူးကြီးကြီးကျယ်ကျယ်တော့မကြိုးစားဒါပေမဲ့ little light အလင်းအောင်သေးသေးလေးပဲသူကဘုရားခင်အတွက်သူကဆက်ကတ်တယ်ဆိုအိုးကျွန်တော်နားထောင်ကြည့်စိတ်ထဲမှာအရန်ပျော်ရွှင်တယ်ဒီနေရာမှာနော်ပညာတရားတစ်ခုဖြစ်လို့ကျွန်တော်တို့ကလိုက်လျှောက်ရမှာမဟုတ်ဘူးတဲ့ဒီနေရာမှာစိတ်ပါဝမ်းမြောက်စွာအလိုတော်လိုက်မယ်ဘုရားခင်ရဲ့အလိုတော်ကိုကျွန်တော်တို့စိတ်ပါဝမ်းမြောက်စွာအဲ့တော့ဆိုကြပါတော့ဥပမာနော်ကျွန်တော်တို့ဘုရားเจ้าကိုလာရမယ်ဒါဘုရားသခင်ရဲ့အလိုတော်ပဲဘုရားသခင်ရဲ့ပညာတရားပဲဥပုံနေရောက်ရင်ဘုရားเจ้าကိုလာရမယ်ဝတ်ပြုကိုးဝေရမယ်ဒါပေမဲ့တစ်ခါတလေလာတဲ့ခါစိတ်ပါလားစိတ်မပါဘူးမလာရင်လည်းမဖြစ်ဘူးတော့ခရိယန်ဆိုတော့လာမှကောင်းပါလေအဲ့တော့လာရတာပေါ့သို့တော်လည်းပဲအဲ့လိုမဟုတ်ဘဲနဲ့စိတ်ပါဝမ်းမြောက်စွာဒီနေ့ကျွန်တော်တို့စိတ်ပါဝမ်းမြောက်စွာနဲ့လာတဲ့သူတွေလားဒါမှမဟုတ်ရင်နော်အနာပါနာနဲ့လာတဲ့သူတွေလားဒါမှမဟုတ်ကြက်သားကြောက်လာတာလားပေါ့နော်တခုခုပေါ့နော်ဒါပေမဲ့ဒီနေ့ကျွန်တော်ယုံကြည်ပါတယ်ဒီမှာရှိတဲ့သူတွေအားလုံးတော့စိတ်ပါဝမ်းမြောက်စွာနဲ့လာကြတာဖြစ်တယ်အဖေရဲ့အလိုတော်ကိုလိုက်တယ်တဲ့ဟုတ်လားဒီလိုလေအိတ်ခံနေပြီနော်အဲ့ဒါတချင်းအောင်မဆိုရသေးဘူးအိတ်ခံနေအဲ့တော့စိတ်ပါဝမ်းမြောက်စွာနဲ့လာရတာအဲ့ဒါကဘာလဲဆိုရင်ဘုရားသခင်ရဲ့နော်ဘုရားသခင်နှစ်သက်တဲ့အရာဖြစ်ရုံမကဘုရားသခင်အတွက်အသက်ရှင်တယ်လို့ပြောတာနော်ဒါကအခြေခံချက်ပဲကျွန်တော်တငယ်ချင်းတယောက်ရှိတထေးกว่าအဲ့တော့တငယ်ချင်းတွေထဲမှာ तू ကထူးထူးဆန်းဆန်းချမ်းသာတယ်တကယ်မနာလို့စရာကောင်းမို့တော့ကားတဲ့အကောင်းစားကြီးအိတ်လည်းကောင်းကောင်းကြီးမိမတော့သူမိမတော့မချိုးဘူးနော်ကျန်တာတော့အားလုံးကောင်းတယ်ဒါလည်းမိမသူယူတာစောတာကိုနော်အဲ့ခါကျတော့ဟာဒီလောက်တောင်ချမ်းသာတယ်ခရိယန်နော်ပြီးတော့ तू ကအတင်းတော်မှာလည်းဒီကန်ကြီးกว่าဟာအဲ့တော့ကျွန်တော်ကသူ့ကိုကြည့်တဲ့အခါအားကြနော်သိုးတွေပါဒီလည်းကောင်းကောင်းအကုန်လုံးပစ္စည်းကောင်းပဲတုံးအဲ့နဲ့ကျွန်တော်ကသူ့ကိုကြည့်ရ तू ဘာလှုပ်လဲဆိုအိုးစရာကွာဆနွေးမုတ်ရောင်းတာဆနွေးမုတ်ရောင်းတာဒီလောက်တောင်ချမ်းသာလားချမ်းသာတယ်အဲ့ဒါဆနွေးမုတ်မင်းရောင်းမလားဟာဆနွေးမုတ်တော့မရောင်းပါဘူးလို့ဒါပေမဲ့သူဆနွေးမုတ်ရောင်းတာသူတစိတ်ကိုကြည့်လိုက်တော့ဘာတွေ့လဲဆိုဘေတနိတဲ့ဆနွေးမုတ်စစ်တဲ့ဟာအော်လားဘေတနိကဆနွေးမုတ်လားဒါပေမဲ့ပုံစံကတော့ဘယ်လာလဲအိုးဘေတနိကဆနွေးမုတ်ဆိုတော့ခရိယန်တွေကဝယ်လိုက်တာမပြောနဲ့တော့သူဥစားဒါပေမဲ့တကယ်တော့ဘေတနိကဆနွေးမုတ်မရှိပါဘူးအိုးကရင်ရွာတောင်ပေါ်မှာတွားပြီးတော့အဲ့ဒီဆနွေးတွေတွားဝယ်တာဝယ်ပြီးတော့ကြိတ်ပြီးတော့ယူလာတယ်ပြီးတော့ရန်ကုန်ရောက်တဲ့အခါဆံမုံငါးစားနဲ့ရောလိုက်တယ်ရောလိုက်ပြီးတော့ရောင်းတာဆနွေးမုတ်ကတွားရောလိုက်ရင်အကုန်လုံးဝါကုန်တာပဲလေပြီးတော့အိတ်နဲ့ထဲတယ်အိတ်ကလည်းလှလိုက်တာဒါပေမဲ့အပေါ်မှာရေးထားတာဆနွေးမုတ်စစ်တယ်စိတ်မချမ်းသာဘူးနော်ယူလာပြီးတော့ဘလောက်ခက်အဲ့ဆနွေးမုတ်ကမဝလာဘူးအဲ့တော့သူ့ကိုကျွန်တော်ပြောတယ်ဟဲ့မင်းကမဟုတ်ဘူးထင်တယ်ဘာဖြစ်လို့လဲဘီတနီမှာဆနွေးမုတ်မထွက်ဘူးထင်တယ်ဘီတနီကဆနွေးမုတ်လူတော့လောက်တာပေါ့ကွာတဲ့လိန်တာမဟုတ်ပါဘူးတဲ့နာမည်ပေးတာအေးဒါပေမဲ့မင်းကစစ်ကြီးပါလို့ထက်တာလို့မထည့်မရဘူးလားအဲ့ဒီစစ်ပါမှရောင်းကောင်းတာတဲ့ဒါဆိုငါတို့ကလိန်နေတာလားဟဲ့မင်းမလို့ချင်းနေခဲ့တယ်ဆိုတော့ကျွန်တော်လည်းတော့သူ့စီကဆနွေးမုတ်လက်ဆောင်မရတော့ဘူးနော်ကိုအနေထိုင်မတက်လို့လေနော်အစတော့ဆိုသူကအမြဲတမ်းကျွန်တော်အတွက်ဆိုအမြဲတမ်းလက်ကုန်တိုင်းဆနွေးမုတ်ပေးတယ်အခုမပေးတော့နော်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဒါကြီးကဘုရားခင်ကြိုက်ရလားပေါ့နော်ယေရှုရှင်ဘုရားတစ္ဆာနဲ့နေမယ်အသက်တာမှာတွားချင်းလာချင်းလောက်ကင်ဆောင်ရွက်တဲ့အရင်မှာဘုန်းတော်ထင်ရှားဖို့အဲ့ဒီသူတွေကသခင်ဖျားဖို့အသက်ရှင်တော်သူတွေဖြစ်တယ်တဲ့နော်ဒီဓမ္မသချင်းကကျွန်တော်တို့ဒီလိုတွန်းတင်တယ်ဒါကြောင့်ကျွန်တော်တို့လောကမှာနေတဲ့အခါမှာဖျားနှစ်သက်တဲ့အလုပ်ကိုလုပ်ပါကိုလုပ်တဲ့အလုပ်ကလူတတ်တာတော့မဟုတ်ဘူးနော်ဓမြတိုက်တာလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့နေ့စဉ်လျှောက်တဲ့ခီးမှာဖျားနှစ်သက်ရဲ့လားကိုပြန်စမ်းစစ်ကြည့်နော်ကျွန်တော်ပြောတာဖျားခင်နှစ်သက်ရဲ့လား
ကျွန်တော်စားတာဖျားခင်နှစ်သက်ကြလားနော်ကျွန်တော်အဲ့လိုပြောတဲ့အခါမှာဆရာတော်ကကျွန်တော်ဆုံးမတာမှတ်မိတယ်သူများပြောတယ်နွားကလေးနှို့လာနွားကြီးကစိုးရတယ်ဆိုတာကျွန်တော်သူ့နဲ့တွေ့မှခံရနော်ဟိုဘာဖြစ်လဲဆိုတာဟိုခွေးစားတဲ့အကြောင်းပြောတာသူကကျွန်တော်ပြောဆရာတဲ့ခွေးမစားနေတယ်ဘာဖြစ်လဲဆိုတော့နှုတ်ကပတ်တော်ပြောတဲ့ပါးစပ်ခွေးစားရင်မကောင်းကျွန်တော်အဲ့ဒါတော်တော်ထိသွားတယ်တကယ်တော့ကျွန်တော်ခွေးမစားပါဘူးနော်စားခါနီးတော့ဖြစ်သွားတယ်ကျွန်တော်ဟိုဗါလဲဒီဆလုံးကျုံးကိုတွားတဲ့အခါမှာကျွန်တော်တို့လာထမင်းချက်ကျွေးတဲ့မိမကြီးကသူ့ခြေတော်ကြီးကခွေးကြိုက်သွားကျွန်တော်ကတွားပြီးတော့ရှာရှိပြီးတော့ဟဲ့ဒီမှာကုစရာလည်းမရှိဘူးအဲ့ဒီခွေးကိုတတ်လိုက်ပြီးနေပြန်စားလိုက်အဲ့ဒါဆိုအဲ့ဒီခွေးကဘယ်တော့မှခွေးယူမပြန်တော့ဘူးဆိုတွားပြီးတော့ပါစက်ထဲမဟုတ်တာသွားပြောမိရဲ့နော်အိုးယူမှာဆိုဘယ်သူမှလည်းမသိဘူးလေသူနဲ့ကိုပဲသိတော့သူကကျွန်တော်ပြောတယ်ဟဲ့မစားရဲဘူးအဖိုးတဲ့မပူနဲ့နေမစားရဲငါကူစားမယ်ပေါ့သွားပြောလိုက်တာနောက်တနေ့ကျတော့အဲ့ဒီခွေးကြိုက်တဲ့ခွေးရှင်ကိုသွားပြောတယ်အခုကျန်းစာလာတင်တဲ့အဖိုးကအဲ့ဒီခွေးကိုစားခြင်းနေတယ်ဟာနေထိုင်ရင်နာမည်ပြက်သွားပြီနော်အဲ့နဲ့ဟိုလူကလည်းတကယ်ပဲအဲ့ဒီခွေးကိုချက်ပြီးတော့မှကျွန်တော်ပို့ပေးလိုက်တယ်ကျွန်တော်ပြောဒါပါဟင်းတယ်အဖိုးပဲစားချင်လို့လေအမှန်တော့သူစားချင်တာစိတ်ထဲမှာမကောင်းဘူးအဲ့တော့ဒိုးလုတ်တဲ့ဥစ္စာတစ်ခါအစားအသောက်လည်းပဲအရေးကြီးတယ်နော်အနေထိုင်လည်းအရေးကြီးတယ်ဒါကြောင့်မလို့ပြုလေသည်မြ၌တဲ့နှစ်သက်စေပါမည်စိတ်ပဝမ်းမြောက်စွာအလိုတော်လိုက်ထို့သောပြုခြင်းကသာကောင်းကြီးကိုခံရမယ်နော်ကဲနောက်ဒုတိယတစ်ပိုက်ကိုတွားရအောင်နော်ဆိုတော့အဲ့ဒီဒုတိယတစ်ပိုက်မှာတော့ကျွန်တော်တို့ဘာဖြစ်လို့ဘုရားသခင်ရဲ့နော်အတွက်အသက်ရှင်ရမှာလဲနော် why ပေါ့ဘာဖြစ်လို့နော်ကိုနေရမရဘူးလားခုနကျမ်းစာမှာလည်းဒီလိုမျိုးဖော်ပြထားတယ်နော်ပြန်ဖတ်ရင်နော်အဲ့တော့သူကဘာပြောလဲဆိုတေခံရှင်ဖို့တာအသက်ရှင်ပါမည်တဲ့နော်ဘုသူအတွက်အသက်ရှင်ပါလဲကိုယ့်အတွက်အသေးခံတဲ့သခင်ယေရှုအတွက်အသက်ရှင်မယ်တဲ့သူကနေသွားမှာပေါ့ကျွန်ုပ်ပြစ်ကြောက်ကိုတော်သေခံပြီးတဲ့ဘာဖြစ်လို့ငါတို့ကဘုရားသခင်အဖို့အသက်ရှင်ရမှာတဲ့သူကတို့အတွက်အသေးခံတယ်လေအင်မတန်ကျေးဇူးကြီးတယ်လေအဲ့တော့ကျွန်တော်တို့ကသူ့အတွက်အသက်ရှင်ရမှာပေါ့တော့ဒီဓမ္မတိချာကျွန်တော်တို့ဆုံးပါလားနော်ရှိသမျှအပြီးနောက်တော်သို့လိုက်ဖို့ရှိသမျှအပြီးတော့မှဘုရားနောက်တော်သို့လိုက်ဖို့ကျွန်တော်တို့ဒါခိုင်လုံတဲ့အကြောင်းဖြစ်တယ်ကျွန်တော်တို့ရဲ့အချိန်နာရီအရာအားလုံးကိုဘုရားသခင်ကိုအပ်ပြီးတော့မှဘုရားရဲ့နောက်ကိုလိုက်ဖို့တဲ့မေတ္တာတော်ပင်သွေးဆောင်ခေါ်ယူခဲ့တယ်ကျွန်တော်တို့ဘုရားရဲ့မေတ္တာကိုခံစားရတာတဲ့ဒီတခြင်းတွေကကျွန်တော်တို့ပြောတာအဲ့တော့ဘုရားခင်ဖို့အသက်ရှင်တဲ့အခါမှာဘုရားရဲ့မေတ္တာကိုခံစားရတယ်ဘာဖြစ်လို့ငါတို့ကိုနေကြိုက်တယ်လို့နေမယ်လေမရဘူးလားမရဘူးဘုရားသခင်အတွက်အသက်ရှင်ရမယ်ဘာဖြစ်လဲကျေးဇူးရှိတယ်နော်ကျေးဇူးရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားသခင်အလိုတော်အတိုင်းဘုရားသခင်အတွက်အသက်ရှင်ရမယ်ဆိုတဲ့တည်င်းစကားဖြစ်ပါလေအဲ့ဒီအတွက်ကျွန်တော်တို့ကဘုရားရဲ့မေတ္တာကိုခံစားရမယ်ကျွန်တော်တို့ယူရမှာအရင်တော့ကရင်တွေယူပဲနေတယ်ဗမာလူမျိုးလည်းမရှိဘူးတခြားလူမျိုးလည်းမရှိဘူးတရုတ်ကတယောက်နှစ်ယောက်ရှိတယ်နောက်တော့အိန္ဒိယကတယောက်နှစ်ယောက်ရှိတယ်ကျန်တာတော့ကရင်ပဲရှိတယ်အဲ့တော့ကရင်တွေကလည်းကရင်စကားပဲပြောတတ်တယ်တခြားလူလည်းမပြောတတ်ကျွန်တော်တို့ကဟိုတန်းဒီနားလည်းမသွားတတ်တော့ကျွန်တော်တို့ဖះเจ้าမှာနေ့တိုင်းဒီလိုမျိုးအတူတကွဝတ်ပြုကိုးကွယ်ကရင်လိုပဲတနေ့ကျတော့ကျွန်တော်တို့ရွာကကလေးတယောက်ကဟိုးမြစ်ကြီးနားမြို့မှာသွားတယ်အဝေးကြီးပဲမြစ်ကြီးနားဘက်မှာရှိမှတင်းဦးဆရာလည်းမသိဘူးကျန်တဲ့လူလည်းမသိဘူးဘုသူတလည်းသိမရှိဘူးလေအဲ့ခါကျတော့မြစ်ကြီးနားနေပြီးတော့တန်ချိုးရိုက်လိုက်ဘာလဲဆိုတော့ကျွန်တော်တဲ့ကချင်မိန်းကလေးတယောက်နဲ့သမီးသားဖြစ်တယ်သူ့ကိုကျွန်တော်လက်ထပ်ပြီးတော့မှရွာကိုခေါ်လာခြင်းနဲ့တရားတင်းဦးဆရာပြန်ရိုက်လိုက်တယ်ခေါ်ခဲ့လေတဲ့ခေါ်ခဲ့လို့မရဘူးတဲ့ဘာဖြစ်လဲကချင်မိန်းကလေးဖြစ်တဲ့ကြောင့်သူ့ကိုခေါ်မယ်ဆိုရင်ပတ်စံ2000ပေးရမယ်ဟိုတော့ကရွှေရတစ်ကြက်သားမှ250ရွှေတပိတ်တာလောက်ကုန်မယ်ပုံကြီးဖြစ်ဟာမင်းဟာဈေးကြီးလိုက်လားဟုတ်တယ်တဲ့ကချင်မိန်းကလေးကဈေးကြီးတယ်သူ့ကိုကုန်းဖို့ပေးရမယ်ဆိုတာတွေ့ကြည့်လိုက်တော့တော်တော်များဒါကလည်းတိတ်လို့ချင်းတင်းဦးဆရာနဲ့သူကဖေးနဲ့အားလုံးတိုင်ပြီးတော့သူကလည်းလို့ချင်းတယ်ပြဿနာတစ်ခုကတင်းဦးဆရာစိတ်လှုပ်ရှားတခါမှကချင်မတွေ့ဘူးသူကကချင်လူမျိုးကဘလို့ဟာမျိုးလဲပေါ့သူကမတွေ့ဘူးတဲ့ခါကျတော့
嘿，爸爸皮皮，俺都打我，当兵来管说，皮也来谁一个养来，现在来我养来，不是得当桥头呀，也来也要里头路的，这里头路了不路了嘛的，那时候丢下不要丢下，不但那个皮教完你不嘛，是吧？啊，等他没嘛预报，背来的话说里头背来，那当兵了不上步来，不上步来得看嘛，看来都啊，也签不了嘛。ဒီကျွန်တော်တို့စီကိုဒီတတို့သမီးကိုခေါ်လာမယ်ဟာတွားဆောင်ကြတာကချင်မတွေ့ဘူးနော်တင်းဦးဆရာလည်းမတွေ့ဘူးငါတို့လည်းမတွေ့ဘူးကချင်ဆိုတော့စိတ်ထဲမှာမင်းသမီးလိုလားဘယ်လိုလဲပတ်စံတောင်းတောင်းပေးရတို့ရွာမှာဆိုရင်နော်နေရဆိုရပြီနော်မင်္ဂလာဆောင်နေရဆိုရင်တော်တော်ပွဲကြည့်တာပဲလေ2000ဆိုတော့အိုးတော့မှတွားတောင်းတွားကြည့်ဒီထားနဲ့လာရဲနော်ပေးစလို့ဘူရာမှာဆင်းကျွန်တော်တို့ရွာကိုအမိုးတက်ထားတဲ့လှဲနဲ့တွားပြီးတော့မှကြိုတာဘုံကြီးတွေပါဒီမှာကြိုတာနော်အဲ့ဒီလိုမျိုးတွားကြိုပြီးတော့အားလုံးရင်ခုန်စွာနဲ့စောင့်စားနေချိန်မှာဒီကချင်မင်းကလေးကကျွန်တော်တို့ရွာကိုရောက်လာရောက်လာလှဲပေါ်ကဆင်းတော့မယ်ဆိုတော့သူမဆင်းဘူးသူယောက်ျားလက်ပေးရအဲ့မှာသူကလက်ကင်တော့ဝီတိုရီယာဘီယမလိုပဲဆင်းလာအားလုံးကအံ့ဩဟာမျက်နှာလည်းအုပ်ထားတော့တေချာမြမိုးကလည်းချုပ်ခံပြီးဆိုတော့ကြည်ရအကုန်လုံးကဟာကိုလုံးကိုပေါတော့ဒိုးရွာနဲ့တော့တိတ်မထူးဘူးကွာဒါပေမဲ့ဘာထူးလဲ2000တောင်ပေးရဆိုဘယ်ဟုတ်မလဲသူကမျက်မှန်ကြီးတက်ထားမဟုတ်ဘူးမိုးချုပ်နေပြီနေမလည်းမျက်မှန်တက်ထားတယ်နော်အဲ့ဒီမျက်မှန်ကြီးချွတ်လိုက်စမ်းမှတွေးချင်လို့ပါသူမျက်နှာဆိုချွတ်လို့မရဘူးတဲ့ဘာဖြစ်လဲဆိုမျက်လုံးမမြင်ဘူးတဲ့ဟာအဲ့ဒီမှာအလုံးပက်လဲလာတာပဲနော်2000တောင်ပေးရတယ်နော်2000တောင်ပေးရပြီးတော့မျက်လုံးမပါဘူးဆိုတော့သူ့ဖေကစိတ်ညစ်တယ်သူ့သားကိုမေးတယ်သားမင်းဟာတဲ့ဈေးကြီးပါလား2000တောင်ပေးရတယ်နော်ဒီကချင်မင်းကလေးကနော်ဘာဖြစ်လို့မျက်လုံးမပါလဲဟဲ့အောင်မျက်လုံးပါတဲ့ကချင်ကဘယ်လောက်လဲဒုက္ခပဲနော်ကျွန်တော်လည်းမသိဘူးတဲ့သူ့ပဲကျွန်တော်ကြိုက်လို့ယူခဲ့တာကျွန်တော်တို့အဲ့ဒီ2000တန်မင်းကလေးနဲ့ကျွန်တော်တို့ယူမှာရောက်လာဟာအရန်အံ့ဩစရာကောင်းတယ်ကျွန်တော်တို့ရွာမှာသူနေတာခရိယန်ဖျားရှိခိုးတာမျက်စိတာမမြင်တာဖျားเจ้าကိုလာတာကူစရာမလိုအမြဲတမ်းဖျားเจ้าမှာလာတယ်ဆိုလိုလေးပါတည်းဆိုတယ်ဟာကောင်းလိုက်တာတချင်းဆိုတာလေသူကသူ့ယောက်ျားကိုလည်းကောင်းကောင်းပြုစုတယ်သူ့ယောက်ခမလည်းကောင်းကောင်းပြုစုတယ်အတင်းတော်မှာတော့ကျွန်တော်တို့လည်းမသိတဲ့မုံငင်းချင်းတွေပါသူလှုပ်ကျွေးကျွန်တော်တို့လည်းစားတော့သူကမမြင်မကန်းနဲ့တော့ရှောက်လှုပ်တော့ခမင်းတွေပါလည်းချက်ဟာစားကောင်းတယ်ကွာနော်အဲ့ဒါနဲ့နောက်သူ့ယောက်ျားကိုလည်းသူတအားချစ်တယ်နော်ကျွန်တော်တို့ယူမိမတွေကကိုယောက်ျားကသူကမနှိပ်ပေးဘူးနော်နေလည်းမနှိပ်ပေးဘူးနော်ရပြည့်လို့ရှိရင်နော်ဝက်လိုပဲထားလိုက်တာနော်ဒါပေမဲ့ तू ကအဲ့လိုမဟုတ်ဘူးသူ့ယောက်ျားကိုကောင်းကောင်းအိယာခင်းပေးတယ်အချင်းအောင်နေပါထောင်ပေးတယ်ငါတို့ဒီကလူတွေဘယ်သူမှချင်းအောင်မထောင်ဘူးနော် तू ကထောင်တယ်ချင်းအောင်နေပါထောင်ပြီးတော့မှဟာမျက်စိသာမမြင်တာတော်တော်ကောင်းကောင်းကိုလှုပ်ပေးတာကွာလှုပ်ပေးလိုက်ပြီးတော့နောက်ဆုံးကျတော့သူ့ယောက်ျားကိုလည်းတအားတော့ကျွေးမွေးတယ်နော်ယောက်ျားအားရှိအောင်ယောက်ျားကောင်းကောင်းလှုပ်နိုင်အောင်စီးပွားရှာနိုင်အောင်ဖះเจ้าသွားတယ်အားလုံးစီမံပေးတယ်နောက်ဆုံးကလေး73ယောက်မွေးပေးသေးတယ်ဟာအဲ့ဒါနဲ့ကျွန်တော်မနေနိုင်ဘူးမဟုတ်ပါဘူးနော်နေကတိတ်ကောင်းလို့နေယောက်ျားပုံမှာနေကောင်းတယ်အတင်းတော်ပုံမှာကောင်းတယ်မိဘပုံမှာလည်းကောင်းတယ်ဘာလို့ဒီလောက်တောင်ကောင်းတာလဲသူဘာပြောလဲဆိုကျမယောက်ျားကကျမကိုမပေါက်တဲ့ဈေးနဲ့ဝေထားတာဟာဘာဖြစ်လို့လဲကျမတို့ရွာမှာတဲ့တို့သမီးတွေသူများလာတောင်းရင်းတဲ့9000 1000အများဆုံးပဲတဲ့ဒူဝါသမီးနော်စော့ဘွားသမီးဆိုမှ2000တဲ့ကျမကိုစော့ဘွားသမီးတို့တန်ဖို့ထပ်ပြီးတောင်းတာတဲ့အဲ့ဒါကြောင့်သူ့ပုံမှာကောင်းရမယ်သူကျေးဇူးရှိတယ်သူတို့ရွာမှာဆိုသူကအရန်ကုန်ရှိတာဘာဖြစ်လို့ဆိုကုန်းဖို့ရတဲ့အထက်မှာသူကအများဆုံးလေဒူဝါသမီးနဲ့ဒန်းတူသူကရတာတကယ်တော့သူကဗိဇာသမီးပဲနော်ဒါပေမဲ့တကယ်ကိုသူ့ကိုတန်ဖို့ထားတဲ့အတွက်ကြောင့်လို့သူကပြန်ကောင်းတာကျွန်တော်စိတ်ထဲမှာသင်္ကန်းစာအကြည့်ကြည့်ရတယ်ဘာလဲဆိုရင်သူ့ကိုတန်ဖိုးထားတဲ့အတွက်ကြောင့်မလို့ तू ကပြန်ပြီးတော့ကောင်းပေးတာဒီနေ့နော်ငါတို့မကောင်းပေးဘူးလားဘုရားသခင်ကဒီလိုလည်းပြန်မပြောနော်လှုပ်ရှားမှနေတယောက်ပဲနုံကြားရှိရနော်နေတော့โอเคသမီးပေးရအောင်မယ်နော်အဲ့တော့ဘုရားသခင်ကတို့ပေါ်မှာဒီလောက်ကောင်းပေးတာလေမဟုတ်ဘူးလား
ကောင်းပြီးတော့ငါတို့ကပြန်မကောင်းပြီးဘူးဆိုရင်ငါတို့ကဘလူလူလဲနော်ငါတို့ကဝက်တွေဖြစ်ကုန်မှာပေါ့နော်တလောက်ကောင်းပေးတာကြည်စမ်းအဲ့ဒီတော့နော်သူ့ကိုတန်ဖိုးထားပြီးတော့မှနော်မပေါက်တဲ့ဈေးနော်ပိန်းစားသမီးပဲဒါပေမဲ့သူ့ကို2000တောင်မှပေးတဲ့အခါမှာသူကတခါဒီကျေးဇူးတခါမှမမေ့ဘူးသူ့ယောက်ျားအတွက်သူ့မိဘအတွက်ငါတို့အတင်းတော်အတွက်အခုတို့အတင်းတော်ကချင်အများကြီးရှိသွားပြီလိုက်ကြည့်ဖို့မလိုတော့ဘူးသူကနေမွေးလာလေးတာနေတာမဟုတ်ဘူးနော်အဲ့တော့ပြောချင်တဲ့အရာကနော်ဘာဖြစ်လို့ငါတို့ကဖျားသခင်ရဲ့နော်အတွက်အသက်ရှင်ရမှာလဲရိုးရိုးလေးပဲသူကငါတို့အတွက်အသေးခံနေအဲ့ဒါလုံလောက်တဲ့အရာပဲနော်အဲ့တော့ငါတို့အတွက်သေခံရှင်ကိုငါတို့ကနော်နောက်တော့ကိုမလိုက်ဘူးနော်ခုနပြောလို့သူ့အတွက်အသက်မရှင်ဘူးဆိုရလို့ရှိရင်တော့ကျွန်တော်တို့အားနည်းချက်ဖြစ်တယ်နော်ကဲနောက်တစ်ခါသွားမယ်အပိုက်3ပါဘာပြောလဲဆိုတော့ဘယ်ရက်မှမဆိုကိုတော်ဖို့အသက်ရှင်တဲ့ဘယ်ရက်မှမဆိုကိုတော်ဖို့အသက်ရှင်ကြောက်ရည်တွေအသိတော်မှာတော့ကိုတော်ဖို့အသက်ရှင်တယ်ကွာတုန်တေးရမဟုတ်တော့ဘူးဆိုတော့မဖြစ်ဘူးသူပြောတဲ့စကားသိကောင်းတယ်ဘယ်အရက်မှမဆိုနော်ဘယ်ရက်မှမဆိုကိုတော်ဖို့အသက်ရှင်နာမတော်နဲ့ဘုကိုဆောင်ရွက်ခြင်းတဲ့ဘုဒ္ဓနာမလဲ by the name of Jesus နော်ဘုရားသခင်ရဲ့နာမနဲ့ဝတ်တရားကိုဆောင်ရွက်ခြင်းတာသိကောင်းတာပဲဘုရားသခင်အတွက်အသက်ရှင်တာနော်အဲ့တော့နာမတော်နဲ့အသက်ရှင်တာနော်ဘယ်လောက်ကောင်းလဲအဲ့ဒီမှာသိကောင်းတဲ့စာသားတစ်ခုရှိတယ်ဒုက္ခခံရလဲမကြီးပဲခံခြင်းတဲ့နော်ကျွန်တော်တို့ဧဝံဂေလိတရားအတွက်ကျွန်တော်တို့ရဲ့ဘုရားသခင်အတွက်ဒုက္ခခံရရင်လည်းပဲမကြီးပဲနဲ့ခံရမယ်ဒုက္ခခံရဒုက္ခခံရတာညီးတွားဖို့စဉ်းစားလိုက်ဒီတခြင်းကိုတတိယမညီးတွားနဲ့နော်ဘာဖြစ်လဲဘုရားသခင်အတွက်အသက်ရှင်တဲ့သူကဘယ်တော့မှမညီးတွားဘူးမညီးတွားဘူးနော်ကြားဘူးလားတခြင်းတစ်ပုတ်ရှိတဲ့ကျွန်တော်တခြင်းအဆူတော်ဒီရှေ့မှာပြောရနည်းနည်းအားငယ်တယ်ချစ်ကောင်းဆိုတာကြားဘူးတယ်မဟုတ်လားချစ်ကောင်းချစ်ဖူးတယ်ဆိုတာလေချစ်ကောင်းတာအဲ့ဒီသူရေးတဲ့တခြင်းတစ်ခုရှိတယ်သူဆိုတဲ့တခြင်းကကိုယ်တိုင်ရေးပုံသူဆိုတဲ့တခြင်းတစ်ခုရှိတယ်အဲ့တခြင်းမှာသူရေးထားတဲ့စာလေးသူဆိုတဲ့စာလေးကျွန်တော်နှလုံးထဲမှာခံစားရဘာပြောလဲဆိုတော့ရင်ကိုခွဲလို့အသေးကိုနှုတ်ယူတဲ့နော်နောက်တစ်ခါကိုယ်ကိုနင်းချေလေသူအားတဲ့ဒုက္ခကပြားရည်လို့ချိုတယ်တဲ့ဝါဒုက္ခကပြားရည်လို့ချိုတယ်တဲ့ဆရာရှာရင်ဘယ်လိုလဲဒုက္ခပြားရည်လို့ချိုတာဘာဖြစ်လို့ဒုက္ခကပြားရည်လို့ချိုလဲဆိုတော့ तू ချစ်တာကို तू ချစ်လို့ဒုက္ခကပြားရည်လို့ချိုတာ तू မချစ်လို့တော့ဟဲ့ကောင်ဒုက္ခကပြားရည်လို့မချိုဘူးဒါကြောင့်အဲ့ဒီဟာကိုကြားရတဲ့ခါကျတော့အော်ဒုက္ခကိုဂရုကိုမစိုက်တာဘုရားခင်တွေအသက်ရှင်လို့တွေးရမယ်ဒုက္ခဆင်းရဲအလုံးကိုပြဿနာမဟုတ်ဘူး no problem ပြဿနာမဟုတ်အဲ့ဒီဒုက္ခကသူ့အတွက်ပြားရည်လို့ချိုတယ်နော်ဒီနေ့ဆရာတော်တပါးအကြောင်းပြောပြခြင်းဧဝံဂေလိတရားအင်မတန်မှနှစ်သက်တာအင်မတန်မှဘုရားခင်တွေအသက်ရှင်ခြင်းတာတောင်ငူကြောက်ကြီးမြို့မှာနေတယ်လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကအဖြစ်ဖြစ်ပါအခုမဟုတ်အဲ့ဒီအချိန်တော့သူကဒီဧဝံဂေလိတရားဟောကြားရင်းနဲ့ပဲမတော်တဆသူကမှားယွင်းပြီးတော့မှဖန်ဆီးခံရချုပ်နှောင်ခြင်းခံရအဲ့တော့ချုပ်နှောင်ခြင်းခံရတဲ့အခါမှာတော့ကြိုးစားပြီးတော့မှလွတ်မြောက်အောင်လုပ်ပေးတဲ့သူရဲ့မိန်းမရှိတယ်သူမိန်းမအမျိုးမျိုးလိုက်ပြီးတော့မှသူ့ကိုလွတ်မြောက်အောင်ကြိုးစားပတ်စံနဲ့အရန်ကုန်တယ်နောက်ဆုံးသူညှိနှိုင်းမှုတစ်ခုရခင်ဗျာပတ်စံ350လောက်ဆိုရင်တော့ခင်ဗျာတော့ဒီချုပ်နှောင်မှုလွတ်မြောက်နိုင်တယ်ရှင်းနေခရှိမယ်ပါရှိအဲ့တော့သူကဘာပြောလဲဆိုတော့အဲ့ဒီ350ကိုအင်ဝဂလိတရားမှာ3ပါငါ့ကိုမခေါ်ပါနဲ့ငါကတော့350မတန်ဘူးတဲ့အဲ့ဒါကြောင့်ငါတည်းအပြစ်ကိုငါခံယူမယ်အရန်အောစရာကောင်းတယ်နော်ကျွန်တော်ကတော့350မကောက်ကွာအိမ်မှာရောက်တော့ငါ့ကိုလာရွေးပါပြောမှာပဲနော်ဒါပေမဲ့ तू ကအဲ့လိုမဟုတ်ဘူးဆရာကြီးစမ်းရွှေတဲ့အင်တန်မှတဘောကောင်းကရင်ဆရာကြီးပါမတော်တဆဒီလိုဖြစ်ရတဲ့အတွက်ကြောင့်လဲ तू လုံးဝဝမ်းမနေဘူးခုနပြောတဲ့ချစ်ကောင်းပြောလွယ်ဒုက္ခကိုပြားရည်လို့ချိုးတယ် तू ခံယူတယ်နောက်ဆုံးချုပ်နှောင်ခြင်းခံရတယ်10နှစ် तू ဒဏ်ပြစ်ဒဏ်ခံရအဲ့ပြစ်ဒဏ်ခံရတဲ့ခါမှာ तू နည်းနည်းမှစိတ်မပြတ်ဘူးအဲ့ဒီမှာ तू ကောင်းကောင်းနေတယ်ကောင်းကောင်းတော့သူများကိုကူညီတယ်တရားဟောတယ်
အင်မတန်မှအထဲမှာကြာမှ तू ကထွက်ပြေးမဲ့လူမရှိဘူးလေ तू လိုက်ဟောတဲ့ခါမှာနားထောင်ခြင်းလည်းနားထောင်ပဲနော်အဲ့တော့အပြင်မှာဆိုမှလူများကိုဖမ်းပြီးဟောသူများမအားဘူးပြောဒီမှာအားလုံးအားလဲဆိုတော့ तू အာရပတ်တရားဟောတာ तू ကြောက်ပဲနော်အသင်းတော်ဖြစ်လာတယ်နော်ဗိမာန်တော်လည်းဖြစ်လာတယ်အဲ့ခါမှာ तू ကတခါရေးထားတယ်ပထမသင်အုပ်ဆရာသိခါတော်ရဆရာစမ်းရွှေ तू အဲ့ဒါကိုကြည့်ပြီးအင်မတန်မှဂုဏ်ယူပြီးပြောတာဝမ်းသာတယ်နော် तू အဲ့မှာသူ့ရဲ့လူတွေနော် तू ခေါ်ထားတချင်းဆိုကြနော်ချီးမွမ်းကြခရစ်စမတ်ရောက်ရင်လည်းပဲနော်သူတို့ပွဲလုံး तू အင်မတန်မှပြောတယ်အားလုံး10နှစ်ကြ10နှစ် तू နေရမှာ10နှစ်မှာနိုင်ငံတော်ကတနာလို့ तू လှုပ်ပေးလိုက်အဲ့လှုပ်ပေးလိုက်တဲ့မနေ့မှာ तू ပြောတယ်မင်းအပြင်ကိုထွက်လို့ရပြီ तू ငိုတယ် तू မြအံ့ဩတယ်ဘာလို့ငိုတာလဲဘာလို့ငိုတာဆို तू ဟာ10နှစ်နေရမယ်လေ तू ရဲ့အတင်း तू အတင်းသားတွေ तू မထားခဲ့ခြင်းဘူးဟာအရင်အံ့ဩရကောင်းတယ်ငိုတဲ့ तू ဒီလိုမျိုးရှိလားရှိတယ်တကယ်ငိုတယ်ဘာဖြစ်လဲ तू တောင်းပန်တယ်ကျွန်တော်တောက်ထနှစ်နှစ်ပြည့်အောင်နေပြစီ तू အုံတော့မကောင်းတာလားမပြောနိုင်ဘူးနော်နောက်ဆုံးကြတော့မရဘူးခင်ဗျားဒီနေ့တော့ထွက်ရအဲ့မှာအားလုံးကသူ့တပည့်တယ်လည်းငိုတယ်ငိုပြီးတော့သူ့ကိုထားခဲ့တော့မလားပေါ့ထားခဲ့ရမှာပေါ့အဲ့တော့ငါတို့မှတိုးထိန်မရှိတော့ဘူးဘယ်လိုလုပ်ဆုတောင်းကြရအောင်ဆုတောင်းဖျားသခင်ကျွန်တော်ကတော့အခုအပြင်ထွက်ရတော့မယ်ဒါကြောင့်မလို့ဖျားသခင်ဒီနေရာမှာအုပ်ချုပ်ဖို့တိုးထိန်တစ်ပါးပို့ပေးပါဆုတောင်းတကယ်ပဲအံ့ဩစရာကောင်းတဲ့အရာနော်သူထွက်သွားပြီးညနေကြတော့ဟိုးတမူးမှာချင်းဆရာတယောက်ရောက်လာရန်အံ့ဩစရာကောင်းဒီဆရာကပို့ပြီးတော့ပညာတတ်သေးတယ်အမ်တစ်တဲ့ဟာပို့တော့သူ့လိုတောဆရာမဟုတ်ဘူးအဲ့နဲ့အဲ့လူကရောက်လာတော့အားလုံးကဝမ်းသာတယ်သူ့ကိုကြိုးစိုးတယ်ဆိုသူအံ့ဩဘာဖြစ်နေတာလဲမင်းတို့ကမဟုတ်ဘူးကျွန်တော်တို့ဆုတောင်းထားတာဆရာရောက်လာဖို့သူကတော်တော်စိတ်ညစ်သွားအဖြစ်ပြအားလုံးကြားတဲ့အခါမှာသူကဘာပြောလဲဆိုတော့အိုးနော်ကျွန်တော်ဒီလိုဆုတောင်းပေးတာကျွန်တော်နားလည်ပြီးဖျားသခင်ရဲ့အကြံစီပဲကျွန်တော်ဒါပေမဲ့ကျွန်တော်အကြာကြီးမဟုတ်ဘူးနော်ကျွန်တော်အမှုက3နှစ်ပဲအဲ့3နှစ်ပြီးရင်နောက်တစ်ခါနင်တို့ဆုတောင်းတခြားပို့တော်တဲ့ဆရာလာပါစေအဲ့ဒီနောက်3နောက်ပြည့်တဲ့အခါမှာတွားရမယ့်ဆရာကျွန်တော်မဖြစ်ဖို့လို့လေနော်အရာအိုးဆရာကောင်းတယ်ဘာဖြစ်လို့လဲသူတို့ဆုတောင်းတယ်အခုထက်ထိတကယ်ပဲသူကျွန်တော်လာတက်တဲ့ခံတဲ့ခါကျွန်တော်အရာအောင်လေဒုက္ခကိုပြားရည်လို့သဘောထားနိုင်တယ်ဘာဖြစ်လဲဖျားခင်တွေအသက်ရှင်တာနော်ဒီလိုအရာမျိုးကကျွန်တော်တို့မတတ်နိုင်ဘူးတို့တော့တိဆောက်ရတယ်ပါရမီကိုဖြည့်ဆည်းရတယ်ကြုံတွေ့ရပါစေနော်ဖျားခင်တွေအသက်ရှင်တော်သူနော်ဒီနေ့ကျွန်တော်တို့ဆရာကြည်စန်းရွှေမှာစပြီးတော့မှနော်ဒီဓမ္မဆရာတွေရဲ့ပုံသက်တွေအများကြီးရှိဓမ္မကျမ်းစာထဲမှာဒုက္ခကိုခံရပေမဲ့လည်းမငြင်းညူတဲ့လူတွေရှိတယ်လို့ဆရာကြီးယူဒတ်တန်မှစပြီးတော့မှဘုရားသခင်အတွက်အသက်ရှင်တဲ့သူတွေအများကြီးကျွန်တော်တို့တွေ့ရတယ်နော်နောက်ဆုံးတစ်ပိုက်ကတော့နော်ခဏသက်ရှင်စဉ်ကိုတော်ဖို့သက်ရှင်တဲ့ခဏအသက်ရှင်စဉ်မှာကိုတော်ဖို့အသက်ရှင်ပါနော်ကျွန်တော်တို့အသက်ရှင်ရတာခဏလေးပါပဲအကြာကြီးမဟုတ်ပါဘူးနော်အကြာကြီးမဟုတ်ပါဘူးအခုဆိုကျွန်တော်ဆို85နှစ်လောက်ဖြစ်နေနော်ပြန်တွေ့ကြည့်တဲ့အခါပြက်ကတိန်အောင်မကြည့်ရတော့နော်ကြည့်ရတာတိတ်ကြတော့မှမထင်နော်ဒါပေမဲ့လည်းဘာဖြစ်လဲအဲ့ဒီသက်ရှင်တဲ့ခဏကလေးမှာကိုတော်ဖို့အသက်ရှင်မှာကိုတော်ဝမ်းမြတ်ခြင်းဟာထူးမြတ်ဗန္ဒာတဲ့ဘုရားသခင်ရဲ့ဝမ်းမြောက်စေဖို့လိုတာပေါ့နော်ဆိုပါတော့ကျွန်တော်ဘုရားသခင်အတွက်ဘယ်လောက်ဝမ်းမြောက်စေပြီလဲနော်ဒီနေ့ဆရာဖို့ကဘုရားသခင်အတွက်ဘယ်လောက်ဝမ်းမြောက်စေပြီလဲအရေးကြီးတယ်အဲ့ဒါကဗန္ဒာပဲတဲ့နော်အဲ့ဒါကယတနာပဲတဲ့လမ်းလွဲသူတို့ကိုတော်ထံသို့ပြန်လာစိတ်သောငါရှာဖွေလျက်ဆောင်ဖို့ဒီဓမ္မသချင်းလေးကကျွန်တော်တို့ဖော်ပြတဲ့အရာကျွန်တော်သာသနာကွင်းတစ်ခုကိုတွားအဲ့သာသနာကွင်းတစ်ခုကိုတွားတဲ့အခါမှာတော်တော်လေးကိုခက်နော်သူတို့ရုန်းကန်ရတာကိုတွေ့ရအဲ့တော့အဲ့တော့ကဟိုးမှဆုံးသွားပါပြီဆရာကြီးနော်ဒေါက်တာရှက်တန်မင်းဆိုတာရှိတယ်သူကတော့အလှရှင်ပေါ့သူကတော့မော်တော်ကားတွေပါရှိတော့ကျွန်တော်တို့လည်းသူခေါ်သွားဒီဆရာကြီးကတထေးလဲဟုတ်တယ်ကွာဒီဆရာကြီးကမော်တော်ကားနဲ့ကျွန်တော်တို့ဟိုရောက်တဲ့အခါသွားပြီးတော့ကြည့်တဲ့အခါမှာလူတွေကတော်တော်ကိုခက်ခဲတယ်သူတို့ကယုံကြည်သူမဖြစ်သေးဘူးဒါပေမဲ့သူတို့အတူတူသွားပြီးဖျားရှိခိုးတဲ့အခါသူတို့ကရှိတာနဲ့အခန့်တယ်
ရှိရတဲ့အခါနဲ့ခါကျတော့သမင်းစားတဲ့ခါကျတော့ဘာမှမရှိဘူးငပိဘာဟိုဘယ်လိုငပိတုံးမရှိတယ်အဲ့ဒါယူစားရအရန်အောစရာကောင်းတယ်အေးခုနကျွန်တော်ပြောတဲ့ကျွန်တော်တို့တော့တောင်ဝန်ခံပြီးပို့ပြီးတဲ့ဆရာရှဲတံမင်းတထေးရလဲပါအဲ့အလုံးသမင်းစားတော့သမင်းပကံလဲမပြောချင်ဘူးနော်တခါမှမတွေ့ဘူးမဲတဲတဲပဲနော်အဲ့ဒီပုံမှာစားစရာဆိုလို့ဒီငပိတုံးမရှိအဲ့ဒီငပိတုံးကိုဘယ်လိုစားရလဲဆိုတော့ဖဲ့စားရင်ကုန်သွားမှာဆိုလို့သူ့လှည့်ရောက်ရှာနေရက်ရှာနေရက်ပြီးတော့မှနောက်တစ်ယောက်ကိုပေးသူကသမင်းစားအဲ့ဒါလိုသွားတာကွာအဲ့တော့တပတ်လေပြီးရင်ကိုယ်စီရောက်လာရင်ကိုပြန်ရက်ကျွန်တော်ဆင်းရဲအဲ့ဒါတော့မခံစားနိုင်ဒါပေမဲ့ခုနအဲ့ဒီအဖွဲကိုခရိယန်ဖြစ်စေခြင်းနဲ့ဒီဆရာကြီးကသူလည်းရက်တယ်။အော်ဆရာဝန်လေကွာနော်တထေးလေကွာဒါပေမဲ့သူအတူတူပဲသူပုံသက်တွေကောင်းတယ်အဲ့အယူသူရှာနေရက်ပြီးတော့သူကစားကျွန်တော်လှည့်ရောက်တော့ကျွန်တော်တွေ့တိုးမှကြောက်တယ်ကြော်လိုက်သူမြနော်လူပေါင်း90ရှိတယ်အဲ့ဒီ90ရက်ထားတဲ့ဥစ္စာမရရဘူး4ပတ်လောက်ကြာတော့အဲ့ဒီငပိတုံးကြီးကုန်သွားနော်ဟာဖျက်ခင်နော်ဒီနေ့ကိုတော့ကိုဝမ်းမြောက်စေမယ်ဆိုတာလွယ်ကူကူမရဘူးနော်လွယ်ကူကူမရဘူးအင်ဝန်ကလေးလှုပ်တဲ့အရာတွေဘုရားရဲ့အမှုတော်ဆောင်တွေသူတို့တကယ်ပဲစွန့်စားရတာဟုတ်ဟာတယောက်ကစေတနာနဲ့ပြေးလာကြနော်သူတို့ရဲ့ဂေါ်ဘီပန်းလေးယူလာတဲ့အစိမ်းကြီးဆရာရဲ့နော်ဒါကြီးပဲစိုင်းတော့မဖြစ်ဘူးအဲ့ဒီဂေါ်ဘီပန်းလေးပါတို့ပါတဲ့ဆိုမှပေးတယ်သူတို့လည်းအားရပါရစားကြတယ်ပြဿနာအဲ့ဂေါ်ဘီပန်းမဆေးလာဘူးနော်မဆေးထားဘူးဒါပေမဲ့သူအတူတူပဲအဲ့ဒါကိုစားအဲ့ဒီဆရာကြီးဆိုရင်သူရတဲ့ဂေါ်ဘီပန်းမှာအဖက်တစ်ဖက်ကတ်ဟာတဘာဝမြေဩဇာနဲ့လှုပ်ထားတော့ငါမခံစားနိုင်ဘူးအဲ့ဒါခုတတိကျွန်တော်မမေ့နိုင်ဘူးနော်သူမတေခင်တော့သူဘာပြောအဲ့ဒီအကြောင်းမပြောနဲ့နော်တဲ့သူရှက်လို့အခုတော့သူကဘုန်းတော်ဝင်စားပြီဆိုတော့ကျွန်တော်ပြောတာနော်အရာအောင်ဘလောက်တောင်မှနော်ပေးဆက်တယ်လဲဆိုတာကိုပြောပြချင်တာဖြစ်တယ်နော်ဒီနေ့နော်ကျွန်တော်တို့ကိုတော်ကိုဝမ်းမြောက်စေဖို့ဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်သို့တော့အဲ့ဒီလိုမျိုးနော်ကိုတော်ကိုဝမ်းမြောက်ဖို့ရန်အတွက်ကျွန်တော်တို့ပျောက်တော်သူတွေကိုရှာဖွေပြီးပို့ဆောင်ရတာဖြစ်တယ်မိုးကုတ်မြို့မှာဆရာမိုးစီဆိုတာရှိတယ်အင်တာနာမည်ကြီးရဲ့ငယ်တော့ရုပ်တွေပါတော်တော်ချောတယ်အခုကတော့မချောတော့ဟာသူ့မှာအဖေတယောက်ရှိတယ်သူ့အဖေကလေအမှုတော်ဆောင်ကြီးခါတဲ့အသက်85နှစ်ရှိပြီကျွန်တော်ကိုတွေ့တဲ့အခါသူဘာပြောလဲဆိုတော့ဆရာကျွန်တော်အတွက်ဆုတောင်းပေးပါကျွန်တော်ပြောနေအသက်85နှစ်တောင်ရှိပြီတော့ပေါ့ကွာသူကမဟုတ်ဘူးတဲ့ကျွန်တော်ဘုရားသခင်ကိုဂတိပေးတာကျမ်းစာကြောင့်ဆင်းရဲလူ1000ကိုဘုရားသခင်စီပို့မယ်ဒါပေမဲ့အခုကျွန်တော်စူးစမ်းပြီးတော့မှအမှုတော်ဆောင်တာလေလူ850ပဲရသေးတယ်ဟာ850တောင်ရမကျင်တတ်သေးဘူးနောက်ထပ်150ဘုရားသခင်ကိုကျွန်တော်ပေးမယ်ပြောလို့ကျွန်တော်ကိုအဲ့ဒီ150အထိကျွန်တော်ကိုတဲ့အခွင့်ပေးဖို့အသက်ရှိဖို့ဆုတောင်းပေးပါကျွန်တော်ဆုတောင်းပေးရင်းနဲ့ရှက်လာတယ်ဘာဖြစ်ဆိုတော့ तू က850တောင်ရပြီနော်ငါ85ရောက်တော့မှမသိချအဲ့ခါကျတော့စိတ်ထဲမှာအိုးဖျားသခင်ကိုဝမ်းမြောက်စေတဲ့အရာကပျောက်တော်သူတွေသူစီကိုရှာဖွေပြီးပို့ဆောင်တာဖြစ်တယ်ဒီနေ့ကိုရောရှင်ဖျားရဲ့ရှေ့မှာကျွန်တော်တို့ရောက်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကြားရတဲ့နှုတ်ကပတ်တော်တွေကြားရတဲ့ဥပမာတွေကြားရတဲ့သင်ခန်းစာတွေအားလုံးဟာကျွန်တော်တို့ဟာဘုရားသခင်အတွက်အသက်ရှင်တော်သူဖြစ်ဖို့လိုတယ်အဲ့ဒီစီးရင်ထဲမှာကျွန်တော်တို့နာမည်ပါဖို့အင်တာမအရေးကြီးတဲ့အရာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒီနေ့နောက်ဆုံးကတော့ဒီတခြင်း၄ပိုက်ပြီးတဲ့အခါမှာနောက်ဆုံးပိုက်ကတော့ဗာလဲဆိုရရှိသူကတော့ chorus ပဲနော် chorus ဆိုတော့အားလုံးပဲသိပါတယ်နော်ကျွန်တော်တို့ထိုးလို့ရရင်ထိုးပြီးတော့မှကျေးဇူးပြုကျွန်တော်တို့အတူတူတစ်ခေါက်လောက် chorus လေးဆိုကြည့်အောင်နော်ဒါဆိုဒါကတော့ကျွန်တော်တို့ကိုယ်တိုင်ခံစားယူဖို့ပဲဖြစ်ပါအခုကြားရတဲ့အရာပေါ်မှာတိဆောက်ပြီးတော့မှကယ်တင်ရှင်ယေရှုသခင်နော်ကိုပူဇော်ဆက်တင်ကျွန်ုပ်ကိုကယ်တင်ဖို့ရန်ကိုတော်ရှင်သေခံရှာကျွန်ုပ်သခင်ကိုတော်သာစိတ်တွင်ကိန်းဝတ်မူပါနော်နောက်ကိုတော်အရှင်ဖို့သာအသက်ကိုပူဇော်မည်နော်ကဲကျွန်တော်တို့ရှိတဲ့နေရာကနေပြီးတော့မှတက်ရပြီးတော့ဒီ chorus လေးကိုဆိုရအောင်နော်
ကျေးဇူးအများကြီးတင်ပါတယ်အရောက်စီတိုင်းဟာဘုရားသခင်အတွက်အသက်ရှင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်ကြားနာတဲ့သူအရောက်စီတိုင်းပေါ်မှာဘုရားကောင်းကြီးရှိပါစေနာ